G တွေတင်ကြမှာဒီပု္ပ္ပစာနည်းနည်းအမြင်ဆန်းတဲ့ပုံပြခရက်နဲ့ဖြစ်နေတယ်။မျက်စိရှင်မို့တော့လို့မယ်။ပု္ပ္ပစာ This pie chart represents an athlete's diet. ဒီပိုက်ချက်ကပြေးခုံပြအားကစားသမားတဦးရဲ့အာဟာရထိန်းကျောင်းမှုအစီအစဉ်ကိုဖော်ပြပါတယ်။ပိုက်ချက်လို့ခေါ်တဲ့ပုံပြခရက်တစ်ခုကိုအရင်ပေးထားပါ။ပုံမှာ fat 8%, veggies 16%, fruit 20%, protein 24%, carbs 32% လို့အသီးသီးပြထားတာကိုတွေ့ရတယ်။အခေါ်အမသိပဲ grab ကြည့်တဲ့ရပြီဆိုပေမဲ့ veggies ရဲ့အဓိပ္ပာယ်ကဟင်းသီးရွက်ကိုဆိုလိုကြောင်းနဲ့ carbs က carbohydrate ကိုဆိုလိုကြောင်းတော့ဘူးတူတာအဖြစ်မှတ်သားထားတယ်။ဒါကမူလအာဟာရအစီအစဉ်ဖြစ်ပြီးတော့အမဲ၅မျိုးပါနေအောင်တွေ့ရတယ်။ပု္ပ္ပစာဆက်ပြီးတော့ဒီလိုပြောပါတယ်။ They plan to eat less fat and fruit and eat more protein. သူတို့ကအစီနဲ့အသီးကိုရှော့ချစားသုံးစေဖို့နဲ့အသားဓာတ်ကိုပိုစားဖို့စီစဉ်လိုက်တယ်။ Which grab represents their new diet plan. ဒီထဲကဘယ် grab ကအာဟာရထိန်းကျောင်းမှုအစီအစဉ်တွေကိုကိုစားပြုပါတယ်လဲဆိုပြီးအဖြေရွေးရမယ့် grab ၄ခုထပ်ပေးထားပါတယ်။အချိန်များတော့အဖြေကိုအဆင့်နှစ်ဆင့်နဲ့ရွေးထုတ်တာပိုကောင်းတယ်။ပထမအဆင့်က diet အစီအစဉ်မှာမပြောင်းမလဲပဲအရင်တိုင်းရှိနေတဲ့အမဲနှမျိုးဖြစ်တဲ့ veggies နဲ့ carbs ကိုအရင်စစ်ကြည့်လိုက်မယ်။ A ကနေ B ထိ okay တယ်။အရင်တိုင်းပဲမို့လို့ C မှာကျတော့ carbs အပြောင်းလဲဖြစ်နေတာသွားတွေ့။ဒီကလေးကမှားနေပြီမို့အဖြေအတွက်ထည့်စဉ်းစားစရာမလိုတော့ဘူး C ကိုပယ်လိုက်တော့ဒီကတော့ veggies နဲ့ carbs ကအရင်တိုင်းပဲပြထားတာမို့လို့ဒုတိယအစစ်တဲ့အစီအစဉ်ကိုစလိုက်မယ်ဒုတိယအစီအစဉ်ကပု္ပ္ပစာမှာပြောထားတဲ့ diet plan တွေရဲ့ပြောင်းလဲမဲ့အာဟာရအမဲ၃မျိုးရဲ့အတိုးအလျှော့တိုင်း graph တွေမှာပြထားရလားဆိုတာကိုထပ်စစ်ကြည့်ဖို့ဖြစ်တယ်အဲ့ဒီတိုင်းမဟုတ်ရင်ပယ်လိုက်မယ်ဒီညမှာ C ကိုပထမအစီအစဉ်ကလေးကပယ်ခဲ့ပြီးမလို့အလုံးရှုပ်ခံပြီးကြည့်မနေတော့ဘူးစစ်တဲ့အခါ A မှာ factor ရော့တယ် fruit ကျတော့အပြောင်းလဲမရှိတာတွေ့လို့ထပ်ပြီးပယ်လိုက်မယ်B က fat ကိုကြည့်တဲ့နေရာမှာရင်ရော့ရမယ်စာအရင်ရာခိုင်နှုန်းတိုင်းပြနေတာမလို့အမြန်ပဲပယ်ထုတ်လိုက်မယ်အဖြေကဒီတစ်ခုပဲဖြစ်စရာရှိတော့တယ်တေချာအောင်ဆက်စစ်ကြည့်လိုက်တော့အားလုံးပြောင်းထားတဲ့အတိုင်းအတိုးလျှော့ပြနေတဲ့ရာခိုင်နှုန်းဖော်ပြချက်တွေကိုဒီမှာသွားတွေ့ရတယ်ဒါကြောင့်အဖြေကတစ်ခုတည်းပဲတေချာပေါက် D ဖြစ်သွားတာပေါ့